ကောင်းလေးနဲ့ကောင်းမလေးနှစ်ယောက်ဟာလေပူပေါင်းရေကန်လေးထဲမှာရေစိမ်နေကြပါတယ်။မလမန်ကန်မှာသူတို့ရဲ့အဖေနဲ့မိကတော့ဘီယာလေးတောင်းရင်အပန်းပြေအကြီးဆိုင်နေကြပါတယ်။ခဏနေတော့ကောင်းလေးရဲ့အားလို့အော်လိုက်တဲ့အတန်ကိုကြားတော့သူတို့လန်သွားပြီးတွားကြည့်လိုက်ပါတယ်။ကောင်းလေးရဲ့လက်မှာတွားနဲ့ကိုက်ထားတဲ့အရာလေးကိုတွေ့ရပါတယ်။သူတို့ကတော့ကောင်းမလေးကိုက်လိုက်တယ်လို့ပဲလွယ်ထင်လိုက်ကြပါတယ်။တကယ်တမ်းကျတော့ကောင်းမလေးကပါဇက်နဲ့ကိုက်လိုက်တာမဟုတ်ပါဘူး။ကောင်းမလေးရဲ့စမှုစာမှာတွားလေးတွေပါနေခဲ့တာပါ။အဲ့ဒါကိုမိဘတွေလည်းသိခဲ့ကြပါဘူးဒီလိုနဲ့နှစ်တူကြာလာတော့ကောင်မလေးလည်းမိကောင်ပေါ့ရွယ်ကိုရောက်လာပါတယ်ကျောင်းရဲ့ဟောပြောပွဲဒီမှာလည်းမင်္ဂလေးတိုင်းပြိုစုံဘွားကိုတမှုထားရမယ့်အကြောင်းတွေဟောပြောရင်းနာမည်ကြီးလာခဲ့ပါတယ်ရွယ်ရောက်ခါစားလက်တဲ့ဆန်းကျင်တဲ့လူငယ်လေးတွေကိုမဖြစ်တဲ့နာမဖြစ်အောင်သူကဟောပြောပေးတာပါဒါကြောင့်မို့ကျောင်းကလူဝင်ငနေတွေကလည်းကျောင်းရဲ့ဖိုးတန်ပြိုစင်မင်းသမီးလေးလို့စားကြနောက်ကြပြီးအထူးတလဲစိတ်ဝင်စားခြင်းကိုခံရပါတယ်။ကျောင်းကဆရာမတွေကလည်းမြို့ပေါ်ချင်းဆိုင်ရာသင်ခန်းစာတွေရောက်ရင်မြို့သမီးအင်္ဂါတွေကိုစတစ်ကာအုပ်ပြီးတင်ကြပါတယ်။ဒါကိုသိကျင်စူးစမ်းကျင်တဲ့သူတွေကတော့စတစ်ကာတွေခွာကြည့်ကြပြီမဲ့ကြည့်လို့မရပါဘူး။အဲ့ဒီတန်းမှာပဲကောင်မလေးကိုကြိတ်ကြိုက်နေတဲ့သပင်ကောက်ကောက်နဲ့ကောင်လေးတယောက်ရှိပါတယ်။ကောင်လေးကလည်းရုပ်ကအစင်ရုပ်ကလေးဖြစ်ပြီးတော့နေပုံထိုင်ပုံကလည်းယူတော့ကောင်မလေးရဲ့အထူးရေးပေးဆက်ဆံခြင်းကိုခံရပါတယ်။သူတို့ကတော့အသက်73နှစ်အထက်မှာစကြည့်လို့ရမယ့်ဇာတ်ကားတွေတောင်တူတူတွားကြည့်ကြပါတယ်။အဲ့ချိန်သူ့ရဲ့ဖေးပါသားအကူဖြစ်တဲ့သူကတော့ဇိုးတကောင်ဖြစ်နေခဲ့ပါပြီ။မိဘတွေနဲ့လည်းလုံးဝမတည့်တဲ့သူပါ။သူ့မှာရည်စက်တယောက်ရှိပြီးတော့ကောင်မလေးကိုလည်းအိမ်မှာအမြဲတမ်းတူတူခေါ်အေးပြီးဆေးလည်းချကြပါတယ်။သူ့ရဲ့မအေးပါညီမဖြစ်သူအဖြူစင်မင်းသမီးလေးတို့အဖွဲ့ကလည်းမြို့ပြင်မှာရှိတဲ့အလုံးလောက်ပါတဲ့ရေတံခွန်ရှိရအောင်အလဲပဲသွားကြပါတယ်။ကောင်လေးနဲ့ကောင်မလေးလည်းတဖြည်းဖြည်းရင်းနှီးလာခဲ့ကြပါပြီ။ကောင်မလေးလည်းညအိမ်ပြန်ရောက်တော့ TV ဖွင့်ရင်းအိပ်ပျော်နေတဲ့မိဘတွေကိုမနှိုးတော့ပဲရမှုနဲ့ TV ပိတ်ဖို့လှုပ်လိုက်တဲ့အချိန်မှာ TV မှာသွားရည်အများကြီးနဲ့မွန်စတာကောင်ကြီးကိုမြင်လိုက်ရတော့လန့်ပြီးမြန်ပိတ်ပြီးထွက်လာလိုက်ပါတယ်။ကောင်မလေးလည်းညအိပ်ရဝင်တော့စပင်ကောင်းကောင်းနဲ့ကောင်ကိုပြန်တရိရပြီးအိုနာပုတ်တလူလူဒီချပုတ်တလူလူနဲ့ရုတ်တရက်ခုနမွန်စတာကောင်ကြီးကိုပြန်မြင်လိုက်ရတော့သူရက်လိုက်ရပါတယ်။နောက်နေ့မှာတော့ကောင်မလေးဟာစပင်ကောက်ကောက်နဲ့ကောင်လေးကိုကိုနေ့ကသွားခဲ့တဲ့ရေတံခွန်ကိုပြန်သွားဖို့ချိန်လိုက်ပါတယ်။ကောင်မလေးကတော့စိတ်လှရှားသွားငါရေကူးဝတ်ဆောင်ယူလာခဲ့တယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်ရေတူတူကူးလိုက်ကြပါတယ်။အဲ့ကောင်ကလည်းရေကူးပြီးတော့လူပါကူးလို့ရမလားလို့ကောင်မလေးကိုကြံပါတယ်။ဒါနဲ့ကိစ္စကထိပ်ဝါမှာရောက်နေတဲ့အဲ့ကောင်ကလည်းကောင်မလေးကိုလူမတူပဲသွားကြံတော့အဲ့ကောင်မလေးရဲ့စူးစမ်းမှရှိတဲ့သွားတွေနဲ့မိတ်ဆက်လိုက်ရပါတော့တယ်။ဒါနဲ့ကောင်လေးရဲ့ပဲမြင့်ကြီးကလည်းပြက်ထွက်သွားပါတော့တယ်။ကောင်မလေးလည်းရမ်းကိုလန်သွားပြီးအိမ်ကိုကြောက်လန့်နေကြပြန်ပြေးခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ကောင်မလေးဟာသူ့ဘာတွေဖြစ်ခဲ့တာလဲလို့ဇဝေတဝါဖြစ်နေပြီးရေချိုးလိုက်ပါတယ်။သူကသူလည်းဝေခွင့်မရလေတော့စိတ်တွေချုပ်ပြီးနိုင်ငံကသူဆွဲထားတဲ့ပုံလေးတွေကိုခွာပစ်လိုက်ပါတယ်။နောက်နေ့ရောက်တော့တခြားတငယ်ချင်းတွေနဲ့ဟောပြောပွဲတစ်ခုကိုသွားပါတယ်။အဲ့တငယ်ချင်းတွေကစပင်ကောက်ကောက်နဲ့ကောင်လေးကိုမတွေ့တော့သူ့ကိုမေးပါတယ်။ကောင်မလေးလည်းသူတို့ချိန်တွေ့တာသူများတွေမသိတော့မသိမသာလေးပဲခက်တီတီနေလိုက်ပါတယ်။ဒါနဲ့ကောင်မလေးလည်းဟောပြောပွဲကိုရောက်တော့ရင်တို့တက်တက်ကြွတာမရှိတော့ပါဘူး။ဟောပြောပွဲပြီးတော့ကျောင်းပါတီပွဲလုပ်ကြတာပေါ့။အဲ့ပွဲမှာသူ့ကိုကြိုက်တဲ့ကောင်လေးတစ်ယောက်နဲ့ထပ်တွေ့ပါတယ်။အဲ့ကောင်လေးကစမင်းရှိရှိလေးနဲ့ပေါ့။အဲ့ကောင်လေးကလည်းကောင်မလေးနဲ့နည်းနည်းအဆင်ပြေတော့ကောင်မလေးရဲ့အိမ်ကိုလိုက်သွားပါတော့တယ်။အိမ်ရောက်တော့ကောင်မလေးနဲ့မတွေ့ရပဲသူ့ကိုဇိုးပဲကြီးနဲ့ပဲတွေ့တော့ဟိုကပြင်းထက်လိုက်လို့ဖိနိုင်ရဲ့လဲပြီးတာပြန်ခဲ့ရပါတယ်။ကောင်မလေးကစပင်ကောက်ကောက်နဲ့ကောင်လေးတည်တဲ့နေရာကိုတော်ကြည့်ပါတယ်။အိမ်ရောက်တော့ချောင်းစာအုပ်ထဲကစတစ်ကာအုပ်ထားတဲ့စမူစာပုံကိုရေးစိမ်ကြည့်လိုက်ပါတယ်။အဲ့ထဲကပုံနဲ့သူ့ရဲ့စမူစာပုံစံချင်းမတူတော့ဘူးတတိထားမိခဲ့တယ်။အဲ့တော့ကောင်မလေးက Google ခောက်ကြည့်တာပေါ့။ဦးရှိကြီးကလည်းချိုးကောင်မတွေမှာသူ့လိုတွားရိပ်ပါနေမှန်းသိလိုက်ရပါတယ်။ဒါနဲ့ကောင်မလေးလည်းစီကန်တစ်ခုကိုတွားခဲ့ပါတယ်။စီကန်ရောက်တော့ကောင်မလေးလည်းဆရာဝန်ကိုသူ့ရဲ့စမှုစာကိုစစ်ဆေးကြည့်ဖို့ပြောလိုက်ပါတယ်။ဒီအခါမှာလည်းဆရာဝန်ကောင်ကလက်ကိုချောစီလိမ့်ပြီးဆန်းလိုက်တဲ့အခါစမှုစာတွေကတွားတွေကကိုက်ခက်လိုက်တော့လက်ချောင်းတွေပြတ်သွားတာပေါ့။ကောင်မလေးလည်းကြောက်လန့်ပြီးထွက်ပြေးလာလိုက်ပါတယ်။လမ်းရောက်တော့သူတို့သွားနေကြရေတံခွန်ဘက်ကိုသွားနေတဲ့ရေကားတွေကိုတွေ့လိုက်ရပါတယ်။ဟုတ်ပါတယ်။ရဲတွေကစပင်ကောက်ကောက်နဲ့ကောင်လေးရဲ့အလောင်းကိုတွေ့သွားတာပါ။အိမ်ကိုသူပြန်ရောက်တော့နေမကောင်းဖြစ်ပြီးကျမ်းမြင့်မော်လဲကျနေတဲ့သူ့အမေကိုတွေ့လိုက်ရတော့ဆေးရုံကိုတင်လိုက်ရတယ်။ဆေးရုံကပြန်ကောင်မလေးလည်းစိတ်ငြိမ်ငြိမ်နဲ့သူ့ကိုကြိတ်ကြိုက်နေတဲ့ကောင်လေးစီကိုသွားပါတယ်။ခေါင်းကြီးကလည်းသူ့ကိုကြိုက်နေတဲ့ကောင်မလေးသူ့အိမ်ကိုလာတာဆိုတော့အရန်ကိုပြောသွားတာပေါ့။
စိတ်တွေရမ်းညစ်နေတဲ့ကောင်မလေးကသူ့စီကိုရင်လာဖွင့်တာပါဒါကိုကြောင်းမင်းကံမမသိတဲ့ငနေကတော့သူပြောတာတွေကိုမယုံပါဘူးဒါပေမဲ့သူကြိုက်နေတဲ့ကောင်မလေးပြောတာဆိုတော့အသာနားထောင်နှစ်သိမ့်ပေးလိုက်ပါတယ်သူ့အိမ်မှာစီမီလေးတွေထွန်ပြီးရိုမန်တစ်ဆန်ဆန်ရှမ်ပိန်ပလင်းတွေပါထောင်နေကောင်မလေးရေချိုးပြီးထွက်လာတော့ခေါင်းကြီးလဲရှမ်ပိန်ကွက်ငှက်ပေးလိုက်ပြီးကောင်မလေးပြောသမျှကိုနားထောင်ပြီးတော့ဂူအောင်မဲ့ဇလန်ကိုစပါတော့တယ်ဒီတစ်ခေါက်မှာတော့ထူးထူးဆန်းဆန်းနဲ့ကိုခေါင်းကြီးရဲ့ပဲမြင်ဟာပြက်ထွက်မသွားပါဘူးကောင်မလေးသာစိတ်ပတ်ကြည့်ပြီးမယ်ဆိုရင်စမူစာတွေကသွားတွေကမကိုက်ပါဘူးအလုံးမတူမတော်မတရားကြံခံရတဲ့ခါမှသာသွားတွေကကိုက်တာပါရဲတွေကတော့စမင်းကောက်ကုန်းနဲ့ကောင်လေးရဲ့ပဲမှာကက်နေတဲ့သွားဟာလူသွားပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်ကောင်မလေးလည်းစန်ချီကောင်နဲ့သူ့ရဲ့စမူစာနဲ့ပနန်တင်သွားတော့အံ့ဩနေပါတယ်ပျော်လဲပျော်သွားတာပေါ့ကိုလက်ချောင်းကြီးပြတ်သွားတဲ့ဆရာဝန်ကိုတော့အခြားဆရာဝန်တွေကဆက်ပြီးနေပါတယ်ဘာလို့ပြတ်သွားတဲ့အကြောင်းရင်းကိုတော့သူကမပြောပြပါဘူးကောင်မလေးကတော့အခုမှစိတ်ချလက်ချအဘရရစားရတာဆိုတော့စန်ချီကောင်ကြီးနဲ့ထက်ကဂူအောင်ကြပါတယ်ကန်ဆိုကျင်တော့သူတို့ဂူအောင်နေကြတော့ဖုံးဝင်လာပါတယ်ဟုတ်ပါတယ်စန်ချီကောင်ကလောင်ကြီးစားကြီးနဲ့ကောင်မလေးကိုလိုက်ခဲ့တာပါဂူအောင်နေရင်ဆိုတော့ကောင်မလေးလည်းဒေါ်တော့ထွက်ပါတယ်သူစိတ်တူလာတော့သူ့စူစာကသွားရရလဲစတဲ့တက်ဝင်လာပြီးကြိုက်ထလိုက်တော့ဟိုငတီလဲထိပ်ပိုင်းပြတ်သွားပါတော့တယ်ကောင်မလေးကတော့အဲ့ငနေကိုလှည့်တော်မကြည့်ပဲထွက်လာခဲ့ပါတယ်သူလာခဲ့တဲ့နေရာကတော့သူ့အမေရှိတဲ့ဆေးရုံပါအဲ့ချိန်မှာတော့အိမ်မှာတော့ပြဿနာနည်းနည်းတက်နေပါတော့ဗျနေတိုင်းအချင်းရှိသူရဲ့စုံနေပဲအိမ်နေတဲ့သားကိုသူ့ဖေကစူပါတော့တယ်သားဖြစ်သူကလည်းစီးကွနေပြီးလူမိုက်တယောက်ဆိုတော့ဘာခင်ဖြစ်သူကိုစော်ထဲလိုက်ပါတော့တယ်ဒါနဲ့အဖေလို့သူဒဏ်ရာရွတ်သွားပါတယ်အဲ့နဲ့သူမိမရှိရဲ့ဆေးရုံကိုလိုက်သွားပါတယ်သမီးဖြစ်သူကောင်လေးမလေးနဲ့တွေ့တော့ကောင်မလေးလည်းတခုလို့ဖို့စိတ်ထဲမှာကြိတ်ပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်ပြီးတော့ကောင်မလေးဟာလူတွေမသိအောင်တိတ်တိတ်လေးအိမ်ပြန်လာတယ်ပိုလန်းနေအောင်အလှတွေပြင်လိုက်တယ်ကမိုင်မိုက်ဦးစားတွေကိုဝတ်လိုက်တယ်ဒါပေမဲ့သူ့မျက်လုံးထဲမှာတော့မျက်စားတွေနဲ့ပေါ့အလှပြင်လို့ဆင်လို့ပြီးတော့သူ့အကိုစီတွားလိုက်ပါတယ်တကားဝရောက်တော့သူ့အကိုကိုတနာတဲ့အချင်းတွေနဲ့ကြည့်ပြီးသူ့အကိုနာကိုတွားထိုင်လိုက်တယ်ပြီးတော့ပူတီပုတ်တက်တွေတွားလုပ်တယ်ပြီးတော့ဟိုကောင်ကလည်းမိတွေးပါသမီးသွေးမတော်တာမဆက်လီတော့အချိုက်ပေါ်ဒါနဲ့ကောင်မလေးရဲ့ထောင်ချောက်အကွက်ထဲကိုဝင်သွားပါတယ်ထောင်ချောက်ထဲကျသွားတော့အဲ့ကောင်ရဲ့ပဲမြင့်ကလည်းထပ်ပိုင်းပြတ်သွားပါတယ်အဲ့ဆက်ဆိုးတာကသူများတွေကပြက်ယုံပြတ်သွားတာသူကကြသူ့ရဲ့ပဲမြင့်ပြက်လေးကိုသူမွေးထားတဲ့ခွေးကကြိုက်ထားလိုက်ပါတယ်သူကတော့ခွေးကိုပြန်ချဖို့အမိန်ပေးတာပေါ့ဒါပေမဲ့ခွေးကသူ့ရှိမှပဲဝါဒီစားပလိုက်ပါတယ်အဲ့ငနေသားကတော့တသက်လုံးငုတ်တို့ကြီးနဲ့ပဲဖြတ်တန်းရတော့မှာပါကောင်မလေးလည်းဂလစားချိတဲ့လုပ်ငန်းစဉ်ပြီးတော့ဝစ်စားအိတ်လေးနဲ့ဒီမျိုးနဲ့ဝေးအောင်ထွက်သွားပါတော့တယ်ထွက်သွားလိုက်တာကသူ့အတွက်အကောင်းဆုံးပဲလေသူ့အချောင်းတွေကိုဘယ်သူမှမသိတော့ဘူးပေါ့ဗျာလမ်းရောက်တော့သူ့ရဲ့စပိန်ကပြက်ပါတယ်သူလည်းဘလို့ပြင်းပြင်းမရပါဘူးကောင်မလေးလည်းတွေ့ရကောက်ကိုတားလိုက်ပြီးတော့လိုက်ခက်လိုက်တော့တယ်ဒါနဲ့ကားလေးစီးရင်ညနေမောင်ယူဘိုးတော်ကအပုတ်ချိန်ကိုရောက်လာပါပြီကားလေးကလည်းစီဆိုင်တစ်ဆိုင်နားမှာရက်လိုက်ပါတယ်ကောင်မလေးကတော့ကားပေါ်မှာအိပ်ပျော်နေတာပေါ့ကားဒရိုင်ဘာဘိုးတော်ကြီးကတော့အိမ်နေတဲ့ကောင်မလေးကိုကြည့်ပြီးတော့နှုတ်မျက်နှာကျစိတ်ရိုင်းစိတ်ယုံမာတွေဝင်လာခဲ့ပါတယ်ဒါကြောင့်အိမ်နေတဲ့ကောင်မလေးကိုတွားပြီးကလိရပေါ့ကောင်မလေးလည်းလက်နှုတ်သွားပြီးသူ့ကိုပြုံးပြီးကြည့်နေတဲ့ဘိုးတော်ကြီးကိုမြင်လိုက်ရပါတယ်ကောင်မလေးကတော့အီစီပဲဒီကနာကြီးတော့မာလကီယာချင်းနေပြီဆိုတော့အချင်းနဲ့ကြည့်လိုက်ရင်ဇက်ကားလေးဟာပြီးဆုံးသွားခဲ့ပါတယ်ဘလိုလိုရောအဲ့လိုစမူစာမှာသွားပါတဲ့ကောင်မလေးနဲ့များကြုံခဲ့ရင်ဘလို့နေမလဲဆိုတာကျွန်တော်သိချင်ပါတယ်အကြောင်းမို့ကောင်မလေးမဲငင်းကြပါဦးနောက်ဇက်ကားကောင်းများစွာနဲ့ပြန်တွေ့ကြဖို့ subscribe နဲ့ notification နဲ့ပြီးအားပေးကြလို့ရပါတယ်ကျွန်တော်ကတော့ပြင်ဆက်တန်း